ကျွန်တော်ကခရစ်ယာန်ပဲဖြစ်တယ်အဖေမေကခရစ်ယာန်ပဲဒါပေမဲ့ဒီမေယူခံခရစ်ယာန်ဖြစ်တယ်ကျွန်တော်ကတိတ်တော့နားမလဲဒီခရစ်ယာန်နေကြည်ပြင်းလာတာဆိုတော့ပုံမှန်ပဲပေါ့နော်ဒီခရစ်ယာန်ဘာသာပုံမှန်ပဲလို့ထင်ပါတယ်ကျွန်တော်နှုတ်ကပတ်တော်ကိုတကယ်ပဲဒီနားလေခံစားရတာကတော့ကျွန်တော်2014ကျွန်တော်အသက်14နှစ်မှာကျွန်တော်တို့အခက်ခဲဆုံးအချိန်အဆဆရငွေကြီးတွေခက်ခဲတဲ့အချိန်မှာကျွန်တော်ရဲ့အကူဖြစ်တဲ့ဆရာမုံဆရာနေကျွန်တော်နှုတ်ကပတ်တော်ကိုတကယ်ပဲနားလေခံစားရပါတယ်ကျွန်တော်ကိုတကယ်ပဲဒီနှုတ်ကပတ်တော်ကိုစာငတ်စီတဲ့ဖတ်စီခြင်းတဲ့စိတ်ဖြစ်စီတာကတော့ကျွန်တော်တို့ငယ်ငယ်တုန်းကဆရာမုံကမနေ့ပိုင်းဆိုရင်ကျမ်းစာတွေသင်ပေးတယ်အင်္ဂလိပ်ကျမ်းစာရောမြန်မာကျမ်းစာဖတ်ပေးပြီးတော့သင်ပေးတယ်ဒီတမန်တော်ကျမ်းမှာသူကအခန်းကြီး1ကနေစပြီးတော့မှရှင်းပြတယ်အဲ့မှာရှင်ပေါလုကရှင်ပေတရုကဒီနိဗ္ဗာန်နဲ့ယေဘရဟိတွေကသူ့ကိုနှုတ်ကပတ်တော်ကိုမဟုတ်ဘူးတားမိတဲ့အခါမှာသူကဒီကျွန်တော်တို့အပြစ်သားတွေကိုကယ်နိုင်တဲ့သူကကောင်းကင်အောက်မြေကြီးမှာယေရှုခရစ်တော်ရဲ့နာမပဲရှိတယ်ဆိုတဲ့အဲ့ဒါကိုဖတ်ရှုတဲ့အချိန်ကနေစပြီးတော့ကျွန်တော်တို့အသက်တာမှာတကယ်ပဲကယ်တင်နိုင်တာယေရှုပဲဆိုတာပူပြီးတော့ခံစားရတယ်ပူပြီးတော့သိနာလေခွင့်ရတယ်ဒါကြောင့်မို့လို့ကျမ်းစာကိုဖတ်ခြင်းတဲ့စိတ်တွေပိုဖြစ်လာတာဖြစ်တယ်ကျွန်တော်ဒီယေရှုခရစ်တော်ရဲ့ကျွန်တော်တို့အပြစ်တွေအသေးခံခြင်းအကြောင်းကျွန်တော်အရင်တော့ကလည်းကြားဘူးတယ်ခဏလည်းသူများဟောတာကြားဘူးတယ်ဒါပေမဲ့တကယ်နှလုံးသားထဲမှာခံစားရတဲ့ချိန်တကယ်လက်ခံရရှိတဲ့ယေရှုခရစ်တော်ကိုလက်ခံရရှိတဲ့ချိန်နောက်ပိုင်းမှာကျွန်တော်အသက်တာကပြောင်းလဲလာတယ်ကျွန်တော်ကျမ်းစာကိုဖတ်ခြင်းတဲ့စိတ်တွေပိုဖြစ်လာတယ်ပြီးတော့မှကျွန်တော်အသက်တာမှာအရင်တော့မခံစားဘူးတဲ့ချစ်ချင်းတွေခွန်လွှတ်ခြင်းတွေပြီးနှုတ်ကပတ်တော်တရားဟောခြင်းနားထောင်ခြင်းမှာပို့ပြီးတော့မှပျော်ရွှင်လာတယ်ပို့ပြီးတော့မှဝမ်းမြောက်လာတယ်ကျွန်တော်တက်တာမှာကျွန်တော်နှလုံးသားထဲမှာအများကြီးပြောင်းလဲခြင်းအဆလာတယ်ဆိုတော့ကျွန်တော်ခံစားရတယ်ကျွန်တော်နှုတ်ကပတ်တော်ကိုကယ်တင်ခြင်းအကြောင်းကိုကြားတဲ့အခါမှာကယ်တင်ခြင်းရဖို့ရအတွက်ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်နားလည်လိုက်တယ်ကျွန်တော်ကောင်းတဲ့အရာလုပ်ပြီးမဲ့လဲကျွန်တော်လုံးဝကောင်းတော့သူမဖြစ်နိုင်ဘူးဒါကြောင့်မို့လို့နှုတ်ကပတ်တော်ထဲမှာပြောတဲ့အတိုင်းယောဟန်အခန်းကြီး3အခန်းငယ်16မှာပြောတယ်ဒီယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေကပဲထောင်ရငရဲနေဘုရားသခင်ကကယ်လို့ခြင်းပေးမယ်ဆိုတဲ့အကြောင်းကိုနားလည်တဲ့အခါမှာကျွန်တော်ကကိုယ်တိုင်မကြိုးစားတော့ဘဲနဲ့သူ့ရဲ့ကယ်တင်ခြင်းကိုလက်ခံပြီးတော့မှသူ့ကိုယုံကြည်လာဖြစ်တယ်အရင်ဆုံးဒီတမန်တော်ကြခန်းကြီးလေးအပိုင်းငယ်စနစ်ကိုကျွန်တော်အရင်ဆုံးတကယ်ကျမ်းစာကျွန်တော်နှလုံးသားကိုအရင်ဆုံးတူးထီးတဲ့ကျမ်းဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖခင်အများကြီးရှိတယ်ဒါပေမဲ့ယေရှုခရစ်တော်ကပဲဒီကောင်းကင်အောက်မြေကြီးမှာလူသားတွေကယ်တင်နိုင်တဲ့သူ့ရဲ့နာမတစ်ခုပဲရှိတယ်။သူ့ကိုအမိမပြုတ်ရင်ကျွန်တော်တို့ကောင်းတဲ့အရာဘာလို့အကျုံးမဝင်ဘူး။ယေရှုခရစ်တော်နာမည်တစ်ခုတည်းပဲကျွန်တော်တို့ကယ်တင်နိုင်တယ်ဆိုတဲ့ပေတရုဟောတာကိုကြားချင်ပဲကျွန်တော်နှလုံးသားမှာတကယ်ပဲဘုရားသခင်ကစကားပြောတယ်ပြီးတော့မှယေရှုမှတပါးကျွန်တော်တို့ကယ်တင်နိုင်တဲ့ဖခင်မရှိဘူးဆိုတော့ကျွန်တော်ယုံကြည်လာတာဖြစ်တယ်။ကျွန်တော်ပြောင်းလဲတဲ့အချိန်ကတော့2014လေးလပိုင်းလောက်ဖြစ်မယ်ထင်တယ်ကျွန်တော်တို့အဲ့ချိန်မှာအရန်ခက်ခဲတဲ့ချိန်ဖြစ်တယ်စားဖို့တောက်ဖို့သုံးဖို့ငွေတွေလည်းအရန်ခက်ခဲတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့အဲ့ချိန်မှာဘုရားသခင်ကျွန်တော်ကိုသူ့ရဲ့တကယ်ပဲသူ့ရဲ့ကယ်တင်ခြင်းတရားကိုနားလည်ခွင့်ပေးတယ်အဲ့ချိန်မှာကျွန်တော်ကယ်တင်ခြင်းရတဲ့နောက်ပိုင်းမှာကျွန်တော်တက်တာမှာဘာတွေပြောင်းလဲလဲဆိုတော့အရေးဆုံးကျွန်တော်ကျမ်းစာကိုနှလုံးသားထဲစိတ်ဆန္ဒထဲကနေဖတ်ခြင်းနဲ့စိတ်တွေပူဖြစ်လာတယ်ကျွန်တော်အမြင်ဖတ်တယ်စာငတ်လာတယ်ပြီးဘုရားကျောင်းတွေတက်တဲ့ခါမှာလည်းအရင်တုန်းကဆိုရင်တရားဟောပြီးဆိုရင်ငင်းငွေ့တယ်မြင်ပြီးခြင်းတယ်ဒါပေမဲ့ကယ်တင်ခြင်းရပြီးနောက်ပိုင်းကျွန်တော်တရားဟောတဲ့အခါမှာပို့ပြီးတော့မှစိတ်ဝင်စားလာတယ်ပြီးရင်ပို့ပြီးတော့မှဖခင်အကြောင်းတွေ
ပူကြားချင်လာတယ်ပြီးနောက်တစ်ခုကကျွန်တော်တက်တာမှာချစ်ချင်းမြတ်တာကပူပြီးတော့မှရှိလာတယ်မိတ်ဆွေရဲ့ချင်းချင်းမှာမိသားစုချင်းချင်းမှာကျွန်တော်ခွန်လို့တက်လာတယ်ချစ်ချင်းမြတ်တာတွေသူတစ်ပါးပေါ်မှာနားလေတက်လာတယ်ကျွန်တော်တက်တာမှာပြောင်းလဲခြင်းမှာအကောင်အရေးကြီးဆုံးကျွန်တော်တို့အကောင်ဆုံးကတော့ချစ်ချင်းမြတ်တာကကျွန်တော်တက်တာမှာအထင်ရှားဆုံးနဲ့ကျွန်တော်တက်တာမှာအလိုအဆုံးလဲဟုတ်တယ်ပြီးဒီချစ်ချင်းမြတ်တာကဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကချစ်ချင်းမြတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်ချစ်ချင်းမြတ်တာမရှိနိုင်ဘူးဘုရားသခင်ကိုလက်ခံရရှိမှပဲချစ်ချင်းမြတ်တာရှိနိုင်တာဖြစ်တော့တကယ်ပဲဒီချစ်ချင်းမြတ်တာကိုကျွန်တော်တကယ်ခံစားရရှိတယ်ဒါကြောင့်ကျွန်တော်လည်းဘုရားရဲ့ချစ်ချင်းမြတ်တာကျွန်တော်ထဲကနေစီးထွက်လာတယ်ဆိုတော့ကျွန်တော်ခံစားရတာဖြစ်ပါတယ်